ဒီလိုမျိုးဗီဒီယိုတိုလေးကိုကိုယ့်ရဲ့ဖုန်းနဲ့ပဲကိုယ်တိုင်ကိုယ်ကျပဲဖန်တီးလို့ရပါတယ်။ကိုယ့်ရဲ့ဓာတ်ပုံကနေပြီးတော့ဗီဒီယိုဖြစ်ဖန်တီးထားခြင်းဖြစ်ပါတယ်။ဒီလိုမျိုးဓာတ်ပုံကနေပြီးတော့ဗီဒီယိုဖြစ်ဖန်တီးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့မှာ Chrome ဒါမှမဟုတ်ရင် Google ကနေပြီးတော့တွားလုပ်ပြရမှာဖြစ်ပါတယ်။ဗီဒီယိုဖန်တီးဖို့အတွက်ဓာတ်ပုံရှိပြရဆိုရင်တော့ Google Chrome ကိုတစ်ခါလဲဝင်လိုက်ရုံပါပဲ။ဓာတ်ပုံက ready မရှိသေးဘူးအရင်တည်းမရှိသေးဘူးဆိုရင်တော့ကျွန်တော်တို့ဓာတ်ပုံကိုဖန်တီးဖို့အတွက်မိမိရဲ့ဖုန်းထဲမှာရှိတဲ့ Gemini app Gemini AI ကိုတွားပြီးတော့ဓာတ်ပုံတွေကိုဖန်တီးလို့ရပါတယ်။တကယ်လို့ကိုကတခြားနေရာယူရင်လည်းရပါတယ်။ကျွန်တော်ကဓာတ်ပုံကို Gemini AI ကနေပြီးတော့ပဲဖန်တီးမှဖြစ်ပါတယ်။Gemini software AI မရှိသေးဘူးဆိုရင်တော့ Play Store ကိုတစ်ချက်တွားလိုက်ပါ။ Play Store ရဲ့ရောက်တာနဲ့ရှာမဲ့နေရာကိုတစ်ချက်နှိပ်ပြီးတော့အပေါ် cyber မှာ Gemini လို့ရိုက်ချပြလိုက်တာနဲ့ရပါပြီ။ဒါဆိုရင်တော့ဒီ software လေးကို download ဆွဲလိုက်ပါ။ download ပြီးရတဲ့နဲ့အပြင်တစ်ချက်ပြန်ထွက်လိုက်ပါ။ထွက်ပြီးရတဲ့ဓာတ်ပုံဖန်တီးဖို့အတွက် Gemini နဲ့ကိုတစ်ချက်ဝင်လိုက်ပါမယ်။အကောင့်ဖွင့်တာကတော့လွယ်လွယ်ကူကူပဲဖွင့်လို့ရပါတယ်။ကိုယ့်ရဲ့ဖုန်းထဲမှာ Gmail ကောက်တစ်ကောက်ရှိပြီဆိုရင်တော့ Gemini app ကို Gemini AI software ကိုလွယ်လွယ်ကူကူဖောက်လို့ရပါတယ်။ဒါဆိုရင်ကိုယ်မှာ Gemini AI app ကိုအကောင့်ဖောက်ပြီးတွေ့ပြီဆိုရင်တော့ဒီနေရာမှာဓာတ်ပုံဖန်တီးဖို့အတွက်ကိုကြိုက်တဲ့စာကိုမြန်မာလိုဖြစ်ဖြစ်အင်္ဂလိပ်လိုဖြစ်ဖြစ်ရေးထည့်လို့ရပါပြီ။ကျွန်တော်တို့မှာဓာတ်ပုံရပြီဆိုရင်တော့ဓာတ်ပုံကိုဗီဒီယိုဖြစ်ဖန်တီးဖို့အတွက်Chrome ဒါမှမဟုတ်ရင် Google လေးကိုတစ်ချက်ဝင်လိုက်ပါကျွန်တော်က Chrome ကနေပြီးတော့ဝင်ရောက်လုပ်မှဖြစ်ပါတယ် Chrome ကိုတစ်ချက်နှိပ်လိုက်ပါမယ် Chrome နဲ့ရောက်တာနဲ့အပေါ် cyber ကိုတစ်ချက်နှိပ်ပေးပါကျွန်တော်တို့ရိုက်ချပေးရမှာကတော့ Google AI Studio ကိုရိုက်ချပေးရမှာဖြစ်ပါတယ် Google AI Studio ကိုရိုက်ချပေးရတဲ့ website တွေကိုတစ်ချက်ဝင်ပေးပါ website တွေကိုရောက်ပြီဆိုတာနဲ့ဒီဘက်ဘယ်ဘက်မှာရှိတဲ့မြင်းတုံးချောင်းကိုတစ်ချက်နှိပ်ပေးပါဒီနေရာမှာဆိုရင်တော့ generate media ကိုထပ်ပြီးတော့နှိပ်ပေးပါကျွန်တော်တို့ကဓာတ်ပုံကနေပြီးတော့ဗီဒီယိုဖြစ်ဖန်တီးမှဖြစ်တဲ့အတွက်အပေါ်အနေနဲ့ဆွဲတင်ပေးပါဒီအောက်ဆုံးမှာရှိတဲ့ VEO ဆိုတဲ့နေရာကိုနှိပ်ပေးပါဒီဘက်မှာရှိတဲ့အပေါင်းလေးကိုတစ်ချက်နှိပ်ပေးပါပြီးရနဲ့ upload image ကိုတစ်ချက်နှိပ်ပေးပါဒီနေရာမှာဆိုရင်တော့ကိုဗီဒီယိုဖြစ်ဖန်တီးခြင်းတဲ့ဓာတ်ပုံကိုရွေးထည့်လို့ရပါပြီဓာတ်ပုံကိုရေးထည့်ပေးရနဲ့ကိုကဓာတ်ပုံကိုဘယ်လိုမျိုးလုပ်ချင်လဲဆိုတာကိုရေးထည့်ပေးရမှာဖြစ်ပါတယ်ကောင်မလေးကမိဘုံပြန်ကိုကင်နေတဲ့ဓာတ်ပုံဖြစ်တဲ့အတွက်ကျွန်တော်ကမိဘုံပြန်ကိုလွှင့်တင်နေပြီဆိုလဲစာအုပ်ရေးထည့်ပေးပါမယ်ဒီမျိုးဓာတ်ပုံလေးထည့်ပြီးသွားပြီစာလေးရေးပြီးသွားပြီဆိုရင်တော့ပို့လိုက်ပါမယ်ခဏအကြာတွင်မှာဓာတ်ပုံကနေပြီးတော့ဗီဒီယိုဖြစ်ဖန်တီးမှဖြစ်ပါတယ်တစ်ချက်နှိပ်ကြည့်လိုက်ပါမယ်ဒါဆိုရင်တော့ဓာတ်ပုံကနေပြီးတော့လှုပ်ရှားနေတဲ့ဗီဒီယိုဖြစ်သွားပါပြီအခုနကျွန်တော်ကမိဘုံပြန်လွှတ်တင်နေမျိုးရေးလိုက်တာဖြစ်တဲ့အတွက်မိဘုံပြန်လွှတ်တင်နေတဲ့ပုံစံလေးဖြစ်သွားပါပြီဒီဓာတ်ပုံလိုချင်မှာကအောက်မှာရှိတဲ့ download လေးကိုနှိပ်ပြီးတော့ဒီ download လေးကိုနှိပ်ပြီးတော့ကိုယ့်ရဲ့ file တွေကိုဒီပုံလေးသိမ်းထားလို့ရပါပြီအားလုံးအဆင်ပြေကြပါစေခင်ဗျာ